ဒီကောင်ကတော်တော်လှတာကွာဒီထဲမှာဖောက်မဲ့ငမိုင်ပြောင်းရွေးမှရတော့တော့ကြာနေရောင်းမိမှာဆိုလို့ရေတွေများနေတော့ရေညှိတန်တယ်ဒီနားမှာโอเคငါးလေးတစ်ချက်ပြမယ်ငါးလေးပြမယ်မို့ကိုရိုင်းအခုမှလာကြည့်ရဟိုညီလေးတယောက်နဲ့လွှတ်ထားဘလူကောင်တွေထွက်နေလက်ကြည့်အောင်သူခုနမှရေလဲတာโอเคဒီကငမလေးကြည့်ကြတယ်ကဲငမလေးတကောင်ဟာဒီမှာဟာဒါကြီးကြီးနေဒီတိုင်းပဲကြည့်ရတယ်ကွာဒီတိုင်းပဲဖမ်းကြည့်အောင်ဖမ်းလက်ကလည်းမဆန့်အောင်โอเคဒီလိုကြည့်ရင်မြင်အောင်နော်မမလေးပြကြတယ်ဝေခဏလေးစလုံးသွားလို့လာမယ်စလုံးနဲ့ဖမ်းထည့်ပြီးတော့မှလုံးမရမှာโอเคခဏလေးကဲရပြီဒီမှာစလုံးယူလာပြီစလုံးနဲ့ပြပြီမယ်စလုံးနဲ့ကိုထည့်ပြီးပြမယ်ပထမဆုံးငမလေးပဲရင်ရွေးထုတ်ပြီးတော့ဒီထဲကိုအရင်လောင်းထည့်လိုက်မယ်ရှားလိုက်အောင်ဒီမှာတစ်ကောင်ထည့်မယ်နောက်တစ်ကောင်ပဲကောင်လှသေးတယ်ဒါငမလားငထီလားမသိဘူးဒီကောင်လေးကြည့်အောင်โอเคနောက်ထပ်ပဲကောင်လေးရှည်အောင်မယ်ဟာဒီဘက်မှာလှရဟာဒီငမလေးလည်းလှတယ်ဒီငမလေးလှတယ်ဒီမှာတစ်ကောင်โอเคဒီမှာငမလေးလက်ပေါ်တင်ပြီးရိုက်ပြပေးမယ်နော်ပထမဆုံးအကောင်းဆုံးငမောက်ပြမယ်ဒီမှာကျွန်တော်ကိုယ်တိုင်ဖောက်ထားတဲ့ငါးကြီးနော်မာဒီကာလာငမအောင်ခုံထွက်သွားဥဇံလည်း share တင်းနေကြဒီမှာအပြင်မှာအလင်းတော့ဘာအဖက်မှမပါဘူးဒီမှာရုံငမဥဇံတေချာကတ်ရိုက်ပြမယ်share ကြီးဥဇံ share တင်းနေနော်ငမဒီမှာဒီကောင်းအဝါလေးချမ်းကောင်းရင်တော်လာခုမှကာလာတော့နည်းနည်းစောင့်ရအောင်မယ်သူကမပြည့်သေးကွိုင်းဆိုတော့လေသူကလည်းငမပဲအမှန်ကျဥကအပြည့်ပဲနော်မာဒီကာလာဒီမှာတကောင်ဒီငမလေးဆိုတော်လှတာဒီမှာတော်လှတာနော်ချမ်းငမရောကာလာကြီးပြမနေတော့ဗီဒီယိုရမ်းကြာသွားမှာဆိုလို့ဒီကောင်ကတော်လှတာကွာဒီထဲမှာဖောက်မဲ့ငမိုင်ပြောင်းရွေးမှရတော့တော့ကြာနေရောင်းမိမှာဆိုလို့ဒီမှာကြည့်ဦးကာလာကြီးကိုတော်ကောင်းတာပါဒီငမလေးရော orange လေးတူကြတာကွာ orange ကွာဒါပေမဲ့ကာလာခုပြောလို့မရတယ်အခုမှသူက2လခွဲလား3လလားအဲ့လားပဲရှိသေးတာ5လ6လလောက်မှသူတို့ကာလာပတ်တန်ညနေငြိမ်သွားတာပေါ့နော်ဒါပေမဲ့ဟိုတက်လုံးတော့ကာလာမငြိမ်ပါဘူးသူကမာပဲချင်းဖြစ်တော့လीနော်ကာလာတော့မငြိမ်ပါဘူးဒါပေမဲ့ဟိုသူကာလာပတ်တန်လေးအမှန်ကိုရောက်သွားမယ်အချိန်က5လ6လလောက်ကာလာပတ်တန်အမှန်ကိုရောက်သွားမှာမကျချင်းနဲဥမဟုတ်တာဒီငမဆိုပေါက်အနည်းဆုံး300 400တော့အနည်းဆုံးပေါက်တယ်ဒီမှာအဝါလေးorange နဲ့ yellow နဲ့ဟိုခဏလေးထက်ငမထက်ကြည့်အောင်မတော်တော်လှလို့ခဏ video ခဏ stop လိုက်မယ်ဒီမှာနောက်ထပ်ပြပေးမယ်ဒီမှာနောက်ထပ်ထည့်လိုက်တယ်ငမလေးကျုံရှယ်ဒါကမတဲလေးနော်မတဲလေးငမလေးတော်တော်လှတာကျတော်လှနော်ငမလေးဈေးကတော့မနှဲဘူးဗျာငမရဲ့ဈေးနည်းတော့ပေါ်မှာတော့မဟုတ်ဘူးရောင်းရနေနေပြီနော်ဈေးများများပေးရလို့ပဲကျွန်တော်ရောင်းပေးလိုက်မယ်ငါ့ရေတော်တော်ကောင်းလို့ဘာလို့ Vietnam blood line နော် Vietnam special line မှာဖောက်တာငါးရီမို့လို့ပါโอเคနောက်ထပ်တစ်ကောင်ဘယ်မှာအကြီးပဲကျဒီကောင်ငထီးလားမသိဘူးဒါငထီးလားမသိဘူးဟုတ်တယ်ဒါငထီးဗျငထီးမဟုတ်ပါငမဟာလေပြုတ်လိုက်ပဲမလီဒီငမဘယ်ငထီးနဲ့တော့ဖောက်အောင်မလဲနဲတဲ့ကောင်ကြီးမဟုတ်တော့ကာလာမငြိမ်သေးဘူးကာလာခုမှဝင်တော့မှရှိသေးတယ်ကာလာပြည့်သွားတော့တော်တော်လှမယ်ငမဗျအကြီးပဲโอเคဒီတော့ပဲဗျာကျန်တဲ့ငါးတွေကျွန်တော်ကြည့်လိုက်အောင်မယ်နော်နောက်မှလှရင်ငါတွင်ထပ်တင်ပေးမယ်